ဟာပူလောင်ရပဲဒီအိမ်မှာနေရတယ်ဒီရေတမောလေးအိမ်လာမှတယ်အဲ့လိုလည်းမရဘူး ဒါလေးအိမ်မရမဲ့တူတူထမင်းစားတော့မလား ဟာတော်စမ်းပါမေယာဘာထမင်းလေဒီနေ့လာလဲကြောက်ဦးကြော်ငပိရင်နဲ့ပဲနှစ်ပါးသွားနေတဲ့ကိစ္စမစားချင်ဘူးရထမင်းနေလူလဲကြောက်ဦးရောက်ပေါက်နေပြီတိလားအမေကလည်းကျွန်တော်ပြောပါရဲ့ဒီဈေးရောက်တဲ့လောက်ကမေတနေ့ဘလောက်ရနေလူလေဗျာရက်ွက်တယ်နည်းနည်းပါသွားပြီးတော့တခြားလုံးတွေပါရှာပါဦးသားနဲ့တငယ်ချင်းတွေကြားနေကြမျက်နှာငယ်ရတယ်ဗျာစိတ်ဆင်းရဲပါတယ်ဗျာ အိမ်မှာသားရဲ့အမေတပြေးအိမ်ထဲမှာအဝေးလိုက်လျှော်တဲ့ခါလေးအမေပြောထားပါတယ် တော်ပြီမေအမေသားအဲ့လိုပြောတာဘယ်လောက်ကြာနေနော်တော်ပါပြီဗျာအမေပြောတယ်အာကုတို့များတကယ်ပြောတာကျွန်တော်ပြောနေတာမေကမကျွေးနိုင်လဲမမွေးရနဲ့နော်ဝေးထားပြီးလေကျွေးနိုင်အောင်စူးစမ်းအခုကြည့်ကျွန်တော်မှတငယ်ချင်းတွေကြားနေတော့အရင်မျက်နှာငယ်ရတာဗျာတော်ပါပြီဗျာရှင်းပြလဲနားလည်းမဲ့ကိစ္စတွေလည်းမဟုတ်ပါဘူး အိမ်မှာသားရဲ့အမေပတ်စံကိုတိုးစားပြီးတော့ရှာပေးပါမယ်ဒါထမင်းစားတော့မလားအမေတော့ခုပေးမယ်လေ မစားချင်ဘူးလို့မစားချင်ဘူးလို့ကေဗျာနေရပူပါဆိုမှတော့ပါဘူးနားပါဘူးပါလားလောက်တော်ပြီနေတော့အိမ်မှာလဲဟိုအပြည့်ကျွန်တော်ပတ်သက်ပေးလိုက် ဟိုကအမေဈေးရနေတာပတ်စံမကျန်တော့ဘူးသားရဲ့ဈေးရမထွက်ရသေးတော့ပတ်စံမရှိ ဟာအမေပြောလိုက်ဒီတိုင်းပဲတော်ပြီဗျာအမေကလည်းတော်ကိုကြီးမစားချင်တော့ဟိုကပြည့်ရင်လည်းကျွန်တော်တငယ်ချင်းတွေရှာရီလိုပဲတောင်းစားလိုက်တော့ဒီမှာနေရတာအကုတုံများတယ် ဟင်းရဲဆောင်လေးရမယ်ဟင်းရဲဆောင်လေးယူကြောင်းလားရှင်ဟင်းရဲတရမယ်ဟင်းရဲယူကြောင်းလားရှင် အမေတွေ့ရတယ်တော်ပဲမကျွန်တော်တငယ်ချင်းတွေနဲ့ချိန်လာလို့ပတ်စံလေးပေးလိုက်အောင် တာရဲ့အမေကမှဈေးအောင်ထွက်လာတာ အာမင်းကရှာရှိတာဗျာဘယ်တော့ပါလဲထုတ်သမ်းပါလို့မေရတယ်ပေးကြပါဗျာတုံရှိတုံရှိနဲ့ကျွန်တော်ကိုယူလိုက်တော့ ဟိုအမေဈေးရမို့ကြံသေးတယ် ဟာအမေဈေးဖို့ရှိတာမရှိတာအမေကိစ္စလေအရင်ကလည်းဒီလိုပဲရှာနေတဲ့ကိစ္စကိုဘာကိုရအောင်ရှာပါလားဗျာတော့နားလာကြီးသွားပြီဗျာဘာမှပြောမလဲသွားပြီ ဟင်းရဲဆောင်လေးရမယ်ဟင်းရဲဆောင်လေးယူကြောင်းလားရှင် မေမေချာချာကေအောင်မေချာချာချာနေတော့ကေအောင်နေတော့ကေအောင် ဒီမန်ဒီခင်ဗျားသားကျွန်တော်ကိုဖဲလဲရသွားတယ်အကိစ္စကြောင့်ခင်ဗျားဘယ်လိုဖြေရှင်းရမှာလဲ ရဲဝေ तू ပြောတာလေဟုတ်လား ဟုတ်တယ်မေ အနီတောင်းမှမှာလေနော်အနီဘက်ကလည်းတောင်းမှမှာလေဒါရဲ့ ကြာရထားလိုက်တော့ဒီကတော့ဘာမှပြောတော့နောက်ခါဒီလိုလုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တရားရိုက်မယ်ဟဲ့ရဲဝေမင်းကျဲတတိတာ ရဲဝေနေလောင်းကစားရေလုံးနေဟလားနေအဖေဒီလိုလောင်းကစားကြောင့်ဘလို့ဘွားတက်ခဲ့နေမသိဘူးလား အာမင်းတို့နားကြီးလိုက်တာဗျာဒီမှာထောက်ခံလာလို့နားနေပါဆိုတော့ဒီကထပ်ပြီးနားလာကြီးမသိဘူးလားကျွန်တော်တို့ကြော်တော့မှာ ငါပြောနေတာနေအတွက်လေနေဘဝတက်မှာဆိုတော့ငါပြောနေတာရဲဝေရဲ့ ဟာနားကြီးလိုက်တာဗျာအဲ့ဒါအမေတို့တောင်ဖြစ်တာအမေတို့တားလို့ဒီလိုမျိုးမပြည့်စုံတဲ့ဘဝမှာထားလို့ဒီလိုဘဝမျိုးမှာနေရလို့တော်ဒီလိုဘဝဖြစ်နေတာနောင်လာရရင်အမေတို့ရနော်စိတ်ကြီးတယ်ဗျာဒီမှာလည်းမနေတော့ဘူးဘဝကပဲဒီမှာလောက်ထုတ်လို့တော့မယ်အာကုတို့ညားလိုက်တာဗျာ တာမတော်ပါနဲ့တာရဲ့
ဘာလို့လဲလိုက်တာဘယ်ခွင့်ရောအဆင်ပြေရလားမသိဘူး အမေတားပြလာပြီလေမေမေတားပြလာပြီမေမေတားမရှိတဲ့အချိန်ကြီးနေရောကောင်းရလားမေစင်ပြေလား ဒီမှာလည်းဒါဟဲ့ကောင်းအလုပ်ခိုင်ပေါ်ဆင်ပြေရလား ဟာအခုအမေသားအရင်လိုလူတို့လိုပဲမဟုတ်တော့ဘူးမေကအခုပုံနေရတဲ့ညမှာအလုပ်လုပ်ဗျာမေပြီးတော့မင်းတို့ဒါလေစိတ်နဲ့ကလေးနဲ့ကြောကျွန်တော်ဆိုပြီးတော့အဆန်ဆိုနေတာမေနည်းနည်းကြာသွားတာပါမေလက်ဒီစိတ်နဲ့ကကြီးတော့တန်ပေးတယ်မေမချမ်းဟာမေ ဟဲ့ဒါရဲ့အမေကအဲ့ဒါမလိုပါဘူးအမေတို့ကလေမိသားလေးတရားဝင်ပဲအပြင်တည့်ဆို ဟာအမေကလည်းအမေကစိတ်နဲ့ကကြီးနဲ့ဆိုပိုတော့နာအောင်ပါအမေကအမေကိုစိတ်နဲ့ကနေကြောတင်နေပါမေနောက်မေကြောမယ်နော်မေဒါအမေတော့မှာကျောင်းသားဆိုမှရှိတယ်လေဟောခွင့်လို့ရအောင်နော် ခွင့်ပါရဲ့မိသားလေးကိုအရင်အနေနဲ့ခွင့်ပြုတာပါထုံးစီပါစေတက်ရှိပါစေမင်းတို့ပြတဲ့အားလုံးပါလိမ့်ပါစေ မေဒါစိတ်နဲ့ကနေမေကိုပန်မိမယ်နော်ညသွားပြီ